Wi-Fi password ခိုးကြည့်နည်းပေါ့နော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ Wi-Fi password ခိုးကြည့်တဲ့နည်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะမိတ်ဆွေများတော့ကိုတုံးနေတဲ့Wi-Fi ကိုသူ့ရဲ့ password ကဘယ်လိုထည့်ထားတာလဲဆိုတာကိုသိရအောင်ပေါ့နော်ဒီနေ့ကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะအရင်လွယ်ပါတယ်เนาะကဲဘယ်လိုလုပ်ရမှာလဲဆိုတာကိုအခုကျွန်တော်တုံးနေတဲ့ Wi-Fi ပေါ့နော်password ကိုဘယ်လိုကြည့်ရမှာလဲဆိုတာကိုအရင်ဦးဆုံးဒီ setting တဲ့ကိုဝင်ရမှာဖြစ်ပါတယ်เนาะကဲ setting ထဲမှာဝင်လာပြီးတော့လို့ရှင်ဒီ Wi-Fi ဆိုတာကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီနှိပ်ပြီးတော့လို့ရှင်ခဏလေးပေါ့နော်ဒီမှာတော့ကျွန်တော်တုံးနေတဲ့ Wi-Fi ကိုဒီအပေါ်မှာရောက်နေတာဖြစ်ပါတယ်เนาะဒီ password ကိုဘယ်လိုကြည့်ရမှာလဲဆိုတာကိုဒီမှာနော်ဒီနေရာလေးမှာ setting ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီပေးဟာပေါ့နော်ဒီပေးဟာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှင်ဒီနေရာလေးပေါ့နော်ဒီ share ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီပေးဟာပေါ့နော်ဒီနေရာလေးနော်ဒီ share ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှင်ကိုယ့်ရဲ့ password ကိုထည့်ရမှာဖြစ်ပါတယ်เนาะကိုယ့်ရဲ့ password ကိုထည့်ပြီးတော့လို့ရှင်ဒီလိုမျိုးမြင်တွေ့ရမှာဖြစ်ပါเนาะဖုန်းတစ်လုံးနဲ့တစ်လုံးမတူဘူးပေါ့နော်တခါမိတ်ဆွေများဖုန်းထဲမှာဒီအောက်မှာ password ကိုပေါ်လိမ့်မယ်ပေါ့နော်ကျွန်တော်ဖုန်းကျတော့မပေါ်ဘူးเนาะဒီ QR အောက်မှာပေါ့နော် password ဆိုတာလေးကိုတူဟာတူပြထားပါเนาะကျွန်တော်ဖုန်းကျတော့မပေါ်ဘူးဆိုရင်ဒီ password ကိုဘယ်လိုမျိုးစကန်ဖတ်ရမှာလဲဆိုတာကိုဒီ Play Store ထဲမှာဝင်လိုက်ပေါ့နော်ကဲ Play Store ထဲမှာဝင်လိုက်ပေါ့နော်ဝင်ပြီးတော့လို့ဒီနေရာလေးပေါ့နော်ဒီလိုWi-Fi ကျိုးအောင်ပေါ့ရေးလိုက်ပေါ့နော်ရေးပြီးတော့လို့ရှိရင်ဒီလိုမျိုးပေါ့နော်တခုခုကိုရွေးလိုက်ပေါ့နော်ကိုရွေးချင်တဲ့ဟာကိုရွေးလိုက်ပေါ့နော်ကျွန်တော်ဒီဟာကိုရွေးမှာပေါ့နော်ဒီဟာကိုပြည့်အောင်ဆောင်းပေးလိုက်ပေါ့နော်မိတ်ဆွေများဖုန်းထဲမှာ password ပေါ်လို့ရှိရင်ဒီ application ကိုဆွဲရှာမလို့เนาะကျွန်တော်ဖုန်းကြတော့မပေါ်လို့ပေါ့နော်မပေါ်ရင်နည်းနည်းလေးစောင့်ပေးရမှာဖြစ်ပါတော့ဒီကြွာကိုဘယ်လိုစကန်ဖတ်ရမှာလဲပေါ့နော်စကန်ဖတ်ပြီးမှ password ကိုဘယ်လိုပြတာလဲဆိုတာကိုကျွန်တော်ပြပေးတော့မှာဖြစ်ပါနော်ခဏလေးစောင့်ပေးလိုက်ပါနော်ဒီဟာကဆွဲပြီးပေါ့နော်ပြီးတော့လို့ရှိရင်ပြန်ထွက်လိုက်ပါနော်ဒီ application ထဲကိုပြန်ဝင်လိုက်ပါနော်ဝင်လာပြီးတော့လို့ရှိရင်ဒီလိုမျိုးကိုကိုယ့်ရဲ့ဖုန်းတစ်လုံးကိုရှိရမှာဖြစ်ပါနော်ကိုယ့်ရဲ့ဖုန်းကိုကြွာကိုဖွင့်ပြီးမှဒီလိုမျိုးစကန်ဖတ်ရုံပဲပေါ့နော်